မင်္ဂလာပါရှင်ဗရမ မြင့်အချက်မြန်မာယခုပြောပြပေးမယ့်အကြောင်းရင်းလေးကတော့စတီးကျော်ရဲ့အောင်မြင်မှုတွေကမှလူတိုင်းအတူယူစရာကောင်းတဲ့အချက်လေးတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်ပထမအချက်လေးကတော့မွေးစားမိပါများဘဝတစ်လျှောက်လုံးခက်ခဲဆူဆောင်းလာခဲ့တဲ့ငွေကိုမသုံးကျင်လို့တက္ကသိုလ်ကနေထွက်တဲ့စတီးကျော်ရဲ့စိတ်တက်ကအလုံးမဲ့ချီးကျူးဖို့ကောင်းပါတယ်ကျေးဇူးတရားကိုသိတတ်တယ်ဆိုတာမြင့်မြတ်တဲ့အမှုချင်းလေးတစ်ခုပါမိဘရင်းကိုလည်းသူ့ကိုလူဖြစ်ခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းလည်းပြောခဲ့ပါတယ်ဒုတိယအချက်လေးကတော့စတီးကျော်ဘွဲ့တော်မရခဲ့ပါဘူးဒါပေမဲ့စမ်းသစ်တီထွင်ခြင်းနဲ့စိတ်လူသားတွေကိုအကျိုးပြုခြင်းနဲ့ပြင်းပြရဲ့စိတ်ကအောင်မြင်မှုကိုဖြစ်စေခဲ့ပါတယ်တမဲရိုးကြပဲလုံနေရင်တော့ထူးခြားတဲ့အောင်မြင်မှုတွေရဖို့ခက်ပါတယ်တတိယအချက်လေးကတော့မိမိတည်ထောင်ခဲ့တဲ့အပေကထွက်ခဲ့ရပေမဲ့စိတ်တက်ကြခြင်းမရှိပဲဇွဲရှိစူးစမ်းခဲ့တဲ့အတွက်17နှစ်ကြာမှအပေရဲ့ CEO ပြန်ဖြစ်ခဲ့ပါတယ်CEO ပြန်ဖြစ်ပြီး iPhone ကိုတီထွင်ကစတီးကျော်ကဖုန်းလောကကိုပြောင်းလဲပစ်ခဲ့ပါတယ်။တစ်နှစ်ကိုဝင်ငွေအမေရိကဒေါ်လာ215ဘီလီယံကျော်နဲ့ကမ္ဘာအောင်မြင်ဆုံးကုမ္ပဏီများရဲ့နံပါတ်3နေရာမှာ Apple ကယနေ့ရပ်တည်နေခဲ့ပါတယ်။ဘဝမှာရှုံးနိမ့်မှုတွေကြာရှုံးမှုတွေဆိုတာတွေ့ကြုံရမှာပဲ။တွေ့ကြုံလာတဲ့အခါဇွဲမလျှော့ပဲအကောင်းဆုံးဖြစ်အောင်ပြန်လည်စူးစမ်းရင်အောင်မြင်မှုကိုရမှာပဲဆိုတာစတီးကျော်ပေးခဲ့တာတွေကိုမှတ်သားစရာပဲဖြစ်ပါတယ်။နောက်ဆုံးချက်လေးကတော့ဤတိပညာရဲ့ကိုမဆိုသင်ကြားတဲ့အခါထွေးထွေးမြင့်မြင့်နဲ့သင်ကြားရမယ်လို့လည်းပြောခဲ့ပါတယ်။အဲ့လိုထူးချွန်တဲ့အခါမှာလည်းကြီးပွားချမ်းသာပြီးတော့လူရရောက်နိုင်တဲ့အကျိုးကျေးဇူးကိုလည်းခံစားရမှာပဲဖြစ်ပါတယ်ဘယ်ပညာမျိုးကိုမဆိုဟုတ်ဟန်မတက်ဘဲနဲ့ရောင်တတဖြစ်နေရင်တော့သင်ဟာအသုံးမကျတဲ့လူဖြစ်ပါလိမ့်မယ်စတီးကျော်ပြောခဲ့တဲ့စကားတွေထဲမှာတော့မတင်အပ်တဲ့ပညာရဲ့လို့မရှိပါမသုံးအပ်တဲ့ပညာပဲရှိပါတယ်ဆိုတဲ့စကားလေးကတော့အလွန်ကိုမှတမိုးရှိရဲ့စကားလေးပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်